ငယ်လေးတွေအတွက် Tummy Time ဆိုတာကစားရုံသက်သက်မဟုတ်ဘဲနဲ့တသားမိမိတို့ရဲ့ဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်တဲ့အလေးချင်းတစ်ခုပါကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်ဘလောက်အရေးကြီးလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြန်လည်မျှဝေပေးလိုက်ပါတယ်လူကြီးတွေအတွက်တော့မှောက်နေတာကရိုးရိုးလေးလို့ထင်ရပေမဲ့ကလေးတွေအတွက်ကတော့ဒါကဂျင်ဆော့နေတယ်လို့ပဲအားစိုက်ရတာနော်Tummy Time ရဲ့ပထမဦးဆုံးအကျိုးကျေးဇူးကတော့ကြွက်သားတွေကိုတမ်းမာစေပါတယ်။လေပင်ပခုံးလက်မောင်းနဲ့ကြောပြင်ကြွက်သားတွေကိုအားကောင်းစေပါတယ်။ကလေးကိုခေါင်းထောင်နိုင်အောင်ကူညီပေးပါတယ်။နံပါတ်2ကတော့အုံနောက်ဖွံ့ဖြိုးမှုကိုအထောက်အကူပြုပါတယ်။ကိုယ်လက်လှုပ်ရှားမှုနဲ့ဟန်ချက်ညီမှုကိုလှုပ်ဆော်ပေးပါတယ်။လှုပ်ရှားမှုစွမ်းရည် motor skills တွေကိုစောစောစီးစီးဖွံ့ဖြိုးစေပါတယ်။နံပါတ်3ကတော့မှတ်တိုင်အသစ်တွေအတွက်ပြင်ဆင်ပေးပါတယ်။မှောက်တာလူးလိမ့်တာတွားသွားတာနဲ့ထိုင်တာတွေအတွက်အခြေခံအုတ်မြစ်ပါခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။နံပါတ်4ကတော့အမြင်အာရုံကိုတိုးတက်စေပါတယ်။အရာဝတ္ထုတွေကိုလိုက်ကြည့်တက်လာပြီးတော့အာရုံစူးစိုက်မှုကိုလည်းကောင်းမွန်စေပါတယ်။မျက်လုံးနဲ့လက်လှုပ်ရှားမှုချိတ်ဆက်မှုကိုအားကောင်းစေပါတယ်။နံပါတ်5ကတော့ခေါင်းပြားခြင်းမှာကာကွယ်ပေးပါတယ်။ဦးခေါင်းနောက်စီးကိုဖိအားမသက်ရောက်စေဘဲနဲ့လှပတဲ့ဦးခေါင်းပုံစံလေးဖြစ်စေပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကိုယုံကြည်မှုတိုးပွားစေပါတယ်။မှောက်ရက်ကနေလက်လေးနဲ့တွန်းတက်လိုက်တိုင်းမှာအောင်မြင်မှုကိုခံစားရစေပါတယ်။ကိုအားကိုပြီးလှုပ်ရှားတက်လာစေပါတယ်။မိမိတို့အတွက်အကြံပေးချင်တာတော့တနေ့ကိုမိနစ်အနည်းငယ်ကနေစတင်ပြီးတော့မှတဖြည်းဖြည်းတိုးသွားပေးပါ။အမြဲတမ်းအနီးကပ်စောင့်ကြည့်ပေးပြီးတော့ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးဖြစ်အောင်ဖန်တီးပေးပါနော်။ကလေးငယ်လေးတွေရဲ့ဒီနေ့ဒီအချိန်တန်ဖိုးရှိတဲ့အခိုက်အတန့်လေးတွေကနောက်တစ်ချိန်မှာကြီးမားတဲ့ဖွံ့ဖြိုးမှုတွေဖြစ်လာမှာပါရှင်။